မြန်မာလူမျိုးတွေကိုပုံပြုမြန်မာလူမျိုးတွေဆိုတာဘယ်ရက်ဘယ်ဒီတော့ပဲရောက်တက်နိုင်လို့နိုင်ငံရောက်တယ်စီးပွားသွားရှာကိုရွာကိုဒေတာရဲ့ဖျားပွဲလေးကိုတက်တဲ့ခေါက်တော့အမြင်ပြန်တယ်ရောက်တယ်အဲ့တော့ဒီကောင်းတွေတချင်းကောင်းတွေကြီးရတယ်အဲ့ဒီမြန်မာလူမျိုးတွေကိုပုံပြီးတော့တချင်းဟုတ်လားပြန်ခဲ့တယ်မွေးရမည်ပြန်ခဲ့တယ်မွေးရမည်တချင်းကောင်းတွေဟာဒီချင်းအောင်ကောင်းလာလွမ်းတယ်အားတော့ပြန်နေသေးဖြစ်တီးရတာဒီစစ်36ပါဟောတာဒီစစ်ပါလို့စလင်းကွာတာဒီစစ်စလင်းတီးတာဒီစစ်စလင်းပြန်ခဲ့တယ်မွေးရမည်ကဲဒီဆိုတော်ပြီမှာတော့တေးတန်ရှင်လေးရွှေရုပ်လွာတေးတန်ရှင်ရွှေရုပ်လာရဲ့ပြန်ခဲ့တယ်မွေးရမည်ဆိုတဲ့တေးရှင်နားထောင်ကျွန်တော်တို့တေးတယ်ခံစားလို့ရအောင်တင်ပြပေးရတယ်ပြည်သက်ကြီးအာရပါရရှူလောင်းတော့ရွှေရုပ်လွာရဲ့ဟုတ်လားပြန်ခဲ့တယ်မွေးရမည်ဟုတ်ပြီ
စား